မင်္ဂလာပါရှင်ဒီဗီဒီယိုလေးကတော့ကျမတို့ရဲ့ Enjoy Japan မြန်မာမျက်နှာမြင်ကြောပြင်စင်တာရဲ့အခုလက်ရှိပြောင်းသွားတဲ့ဒီနေရာလမ်းညွှန်လေးပဲဖြစ်ပါတယ်ရှင်ဒါကတော့တောင်ကြီးမြို့မှာအလုံးသိကြတဲ့ပန်းကဖေးပေါ့နော်ဒီပန်းကဖေးရဲ့ဒီမျက်စောင်းတို့လောက်ကြမှာပေါ့နော်ဒီလမ်းရဲ့တစ်ဖက်ချမ်းမှာရှိတဲ့ဒီကွန်ကရစ်လမ်းအကျယ်ကြီးပေါ့နော်အဲဒီကွန်ကရစ်လမ်းအကျယ်ကြီးကနေပြီးတော့မှတက်လာမှာဖြစ်ပါတယ်ဒီလမ်းယူနေလလမ်းလို့လည်းခေါ်တယ်ပေါ့နော်ရင်တော့လူတွေကတော့နေရင်ရုံဟောင်းလမ်းလို့လည်းခေါ်ကြတယ်ပေါ့နော်ဒီမှာတက်ကြီးဆက်တက်လာမယ်ဆိုလို့ရှိရင်ဒီမှာ Pit and Go ဆိုတဲ့ workshop ကိုတွေ့မယ်ပေါ့နော်အဲ့ဒါကြီးကိုတွေ့မယ်ပေါ့နော်အဲ့ဒါကိုလည်းကြော်လာပြီးတော့မှဆက်တက်လာလိုက်ပြီးရင်လမ်းရဲ့ဘယ်ဘက်ချမ်းမှာနေချီလမ်းဆိုတာလေးတွေ့လိုက်မယ်ပေါ့နော်ဒီမှာလမ်းရဲ့ဒီဘယ်ဘက်ချမ်းမှာဒီမှာနေချီလမ်းဆိုမှတွေ့ပါလိမ့်မယ်နော်အဲ့ဒီနားလေးမှာ enjoy ဆိုမှမြားလေးနဲ့လမ်းညွှန်စတစ်ကာလေးလည်းကတ်ထားပေးပါတယ်လမ်းရဲ့ဘယ်ဘက်ချမ်းရောညာဘက်ချမ်းရောနှစ်ဖက်လုံးမှာကတ်ထားပေးပါတယ်ပေါ့နော်နေကြည်လမ်းတိုင်းတက်တက်ကြီးပဲတက်လာလိုက်မယ်ပေါ့နော်ဒီမှာတက်တက်ကြီးတက်လာမယ်ဆိုလို့ရှိရင်လမ်းတစ်လျှောက်လုံးမှာလည်းလမ်းညွှန်စတစ်ကာလေးတွေကိုကတ်ထားပေးပါတယ်နေကြည်လမ်းတိုင်းတက်တက်ကြီးပဲတက်လာလိုက်မယ်ဒီမှာလည်းလမ်းညွှန်စတစ်ကာလေးကတ်ထားပေးပါတယ်ဒီဘက်ချမ်းမှာလည်းလမ်းညွှန်စတစ်ကာလေးတွေကတ်ထားပေးတယ်ပေါ့နော်ဒီမှာကရင်နှစ်ချင်းခရီးယန်သင်းတော်ဆိုမှတွေ့လိုက်မယ်ပေါ့နော်အဲ့ဒီကနေပြီးတော့မှတက်တက်ကြီးဆက်တက်လာလိုက်မယ်ဆိုလို့ရှိရင်ဒီမှာလမ်းစုံလေးရှိမယ်ပေါ့နော်ဒီမှာအဲ့လမ်းစုံလေးတိုင်းတက်တက်ကြီးဆက်တက်လာလိုက်မယ်ဆိုလို့ရှိရင်ဒီမှာ enjoy ဆိုမှဒီမှာ enjoy Japan မြန်မာမျက်မြင်ကြောပြင်စင်တာရောက်ပါပြီ